မင်္ဂလာပါကွယ်ဆီယမကတော့ဒီချက်ပန်းမှာဒီနေ့တော့ grade 4သင်ရှာအခန်း1ကိန်းများတဲ့ကနံပါတ်9မှာပါတယ်အောက်ပါမေးခွန်းများကိုဖြေပါတဲ့အဲ့တော့နံပါတ်ကကြီးကမြည်တိကိန်းသည်တဲ့တသိန်းဤတရားစားဖြစ်သည်နီးတဲ့နောက်တစ်ခုကတော့နံပါတ်ခခွေးကမြည်တိကိန်းသည်ဒဂရီတရားစားဖြစ်သည်နီးတဲ့ဒီလိုအပုတ်ကလေးတွေပါမယ်ပေါ့နော်အောက်က3ပုတ်ကတော့ဆီယမဒီတိုင်းထည့်ပေးထားတာပေါ့နော်အဲ့တော့ဒီလိုဟာလေးတွေကိုတက်ဖို့ဆိုရင်တသားမျိုးတော့ဘာလေးတည်ရမလဲဆိုရင်ဒဂရီမှာ1နဲ့3ည9လုံးပါတယ်တသန်းမှာ1နဲ့3ည6လုံးပါတယ်တသိန်းမှာ1နဲ့3ည5လုံးပါတယ်တသောင်းမှာ1နဲ့3ည4လုံးပါတယ်တထောင်မှာ1နဲ့3ည3လုံးပါတယ်100မှာ1နဲ့3ည2လုံးပါတယ်10မှာဆိုရင်တော့1နဲ့3ည1လုံးပါတယ်ဒါမျိုးလေးတွေကိုသားသမီးတို့ကသိထားမယ်ပေါ့နော်အဲ့တော့ဒဂရီဆိုရင်3ည9လုံးပါတာပေါ့နော်အဲ့တော့ဒါလေးတွေကိုသိသွားပြီဆိုရင်တော့နံပါတ်ကကြီးကိုတွက်လို့ရပါပြီเนาะအဲ့တော့မြည်တိကိန်းသည်တဲ့တသိန်းဤတရားစားဖြစ်တဲ့နည်းတဲ့ဒီပု္ပ္ပစာလေးကိုထွက်မယ်ဆိုရင်ဆရာမတို့ကဒီတသိန်းလေးကိုအရင်ရေးလိုက်မယ်ဟုတ်ပြီเนาะတရားစားလို့ပြောတဲ့အတွက်ကြောင့်ပြီးမှဆရာမ3ညနှလုံးလေးတက်လိုက်မယ်ဒါဆိုရင်မြည်တိကိန်းကိုရမှာပေါ့ဟုတ်ပြီเนาะအဲ့တော့ဆရာမတို့တသိန်းကိုရေးမယ်တသိန်းဆိုတော့ဒီမဲ့ကြည့်အောင်တသိန်းဆိုတာ1နဲ့3ညဘယ်နှလုံးလဲ5လုံးဖြစ်တယ်အဲ့တော့ရေးကြည့်မယ်เนาะဆရာမတို့က1နဲ့3ညဘယ်နှလုံးတော့5လုံး1လုံး2လုံး3လုံး4လုံး5လုံးအဲ့ဒါအောင်မှဆရာမတို့ကတရားစားလို့ပြောတဲ့အတွက်ကြောင့်3ညဘယ်နှလုံးတက်လိုက်ရုံပဲတော့2လုံးလေးတက်လိုက်ရုံပဲဟုတ်ပြီနော်ဒါဆိုရင်မြည်တိကိန်းကဘယ်လောက်ဖြစ်မလဲသွားပြီးတော့ရည်ကြည့်ရအောင်ခူး10ရာထောင်တောင်းသိန်းတန်းဂရီဒဂရီဖြစ်တယ်အဲ့ကြတော့ဒဂရီဒီတသိန်းဤတရားစားဖြစ်သည်လို့အဖြေရမှာပေါ့နော်ဟုတ်ပြီနောက်ထပ်နံပါတ်ခခွေကိုကြည့်အောင်မြည်တိကိန်းသည်ဒဂရီဤတရားစားဖြစ်တဲ့နည်းအဲ့ဒါဆိုဆရာမတို့ကဒဂရီကိုရေးမယ်ဒဂရီကိုရေးမယ်ဆိုရင်1နဲ့3ညဘယ်နှလုံးရှိရမှာလဲဟုတ်တယ်9လုံးရှိရမှာအဲ့တော့ဆရာမတို့ရေးကြည့်အောင်ဒဂရီ1နဲ့3ည9လုံးเนาะဟုတ်ပြီ3ညလေးကိုရေးမယ်ပေါ့နော်1 2 3 4 5 6 9ဒါဆိုရင်ဒဂရီဖြစ်သွားပြီဆရာမတို့ကတရားစလို့ပြောတဲ့အတွက်ကြောင့်3ညလေးဘယ်နှလုံးထပ်တက်လိုက်မှာလဲ2လုံးထပ်တက်လိုက်မယ်ဒါဆိုရင်မြည်တိကိန်းဖြစ်သွားပြီကဲတော့အဲ့တော့မြည်တိကိန်းကဘယ်လောက်ဂရီဖြစ်သွားမလဲဆရာမတို့ရေးကြည့်ရအောင်ခူး10ရာထောင်တောင်းသိန်းတန်းဂရီဟုတ်ပြီဂရီရောက်တဲ့နေရာမှာသားမီတို့ကဒီလိုလေးမှတ်ထားလိုက်မယ်ဟုတ်ပြီနော်အဲ့တော့မှတ်ထားတဲ့ဟာလေးရဲ့ရှေ့ကိုကြည့်လိုက်မယ်ဘယ်လောက်ရှိနေတော့ကဏ္ဍလေးက100ဖြစ်နေတယ်ဒါဆိုရင်ဆရာမတို့က100ဂရီလို့ခေါ်မယ်ဟုတ်ပြီနော်အဲ့တော့100ဂရီသည်ဒဂရီဤ100စာဖြစ်သည်လို့အဖြေလေးရမှာပေါ့ဟုတ်ပြီနော်ကဲနံပါတ်ခငယ်ကိုသွားရအောင်မြည်တိကိန်းသည်1000ဤ100စာဖြစ်သည်နည်းအဲ့ဆိုရင်ဆရာမတို့1000ဘာမှစဉ်းစားရအောင်1000လေးကိုရေးလိုက်အောင်မယ်1000ဆိုတာ1နဲ့3ညဘယ်နှလုံးလေးတော့3လုံးလေးပေါ့ကွယ်เนาะအဲ့တော့3ည3လုံးလေးရေးလိုက်မယ်100စလို့ပြောတဲ့အတွက်ကြောင့်စဉ်းစားစရာမလိုဘူးဆရာမ3ညနှလုံးလေးရေးလိုက်အောင်မယ်ဒါဆိုရင်မြည်တိကိန်းကဘာဖြစ်သွားမလဲကြည့်အောင်ခူး10ရာထောင်တောင်းသိန်းတသိန်းဖြစ်သွားမယ်အဲ့တော့သားမီးတို့ကဘယ်လိုပြင်မလဲတသိန်းသည်1000ဤ100စဖြစ်ပါသည်ဒီလိုလေးဖြည့်ပေးရုံပဲဟုတ်ပြီနော်အဲ့တော့နံပါတ်ကကြည့်သွားမယ်မြည်တိကိန်းသည်1000ဤ100စဖြစ်တဲ့နည်းဒါဆိုရင်ဆရာမတော့1000ရေးလိုက်မယ်1000ဆိုတာ1နဲ့3ညဘယ်နှလုံးတော့4လုံးဖြစ်တယ်အဲ့ကြတော့မော1 3ည4လုံးရေးမယ်1 2 3 4တရားစားဆိုတဲ့အတွက်ကြောင့်ဆရာမက3ညဘယ်နှလုံးတက်လိုက်ရုံပဲတော့နှလုံးတက်လိုက်ရုံပဲဒါဆိုရင်မြည်တိကိန်းကဘယ်လောက်ဖြစ်သွားပြီတော့ကြည့်ရအောင်ခူး10ရာထောင်တောင်းသိန်းတန်းတသန်းဖြစ်သွားပြီအဲ့တော့ဆရာမတို့ကတသန်းသည်1000ဤတရားစားဖြစ်ပါသည်လို့ရေးလိုက်ရုံပဲဟုတ်ပြီနော်နံပါတ်5လေးကိုသွားအောင်နော်ဆရာမတို့ကမြည်တိကိန်းသည်တသန်းဤတရားစားဖြစ်တဲ့နည်းဆရာမတို့ဒါဆိုရင်တသန်းကိုရေးမှာတသန်းဆိုရင်1နဲ့3ညဘယ်နှလုံးတော့6လုံးဖြစ်ပါတယ်နော်အဲ့တော့ရေးကြည့်အောင်1 3ည6လုံးရေးမယ်နော်1 2 3 4 5 6 3ည6လုံးရေးပြီးတရားစားလို့ပြောတဲ့အတွက်ကြောင့်ဆရာမတို့3ညဘယ်နှလုံးတက်လိုက်ရုံပဲတော့2လုံးတက်လိုက်ရုံပဲဒါဆိုရင်မြည်တိကိန်းကဘယ်လောက်ဖြစ်သွားမလို့ဆရာမတို့ရေးကြည့်အောင်ဆရာမတို့အစုံဆုံးရေးမယ်ဆိုလို့ဆရာမဂရေကြီးပဲရေးလို့ရမှာเนาะအဲ့တော့ရေးကြည့်အောင်ခူး10ရာထောင်တောင်းသိန်းတန်းဂရေကြရင်ဆရာမတို့ရက်လိုက်တော့မယ်ဟုတ်ပြီเนาะကဲတော့ဒီမှတ်ထားတဲ့နေရာလေးကနေရှေ့ကိုကြည့်လိုက်မယ်ကြည့်လိုက်တဲ့အခါမှာဒီရှိမယ်10လား100လား10ဖြစ်နေတယ်ဒါဆိုရင်ဆရာမတို့က10ဂရေလို့ခေါ်မယ်ဟုတ်ပြီเนาะအဲ့တော့ဆရာမတို့က10ဂရေဒီတသန်းဤ100စာဖြစ်ပါသည်လို့ရေးလိုက်ရုံပါပဲဟုတ်ပြီเนาะဒါဆိုရင်เนาะ grade 4သင်ရှာအခန်း1ကိန်းများမှာပါတယ်ဒီလိုပု္ပ္ပစာလေးတွေကိုသားမိလို့လွယ်ကူကူတက်သွားမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်